ဒီနေ့ဗီဒီယိုလေးကနေလည်းဝါဟာရအသစ်တွေနဲ့ usage အသစ်တွေယူသွားပါအောင်နော်ပထမဆုံးမေးခွန်းလေးက what is the Sangha jewel Sangha ဆိုတာဘာမှလို့ဆိုရင်တော့တန်ခါကိုပြောဖြစ်တယ် jewel ဆိုတာကျတော့ယတနာဖြစ်တယ်အဲ့တော့တန်ခါယတနာဆိုတာရောဘာကိုပြောတာပါလဲတဲ့ဆိုတော့ is the communities of monks who follow the Buddha's teachings it is ၎င်းဆိုရင် the community ဆိုတာအဖွဲ့အစည်းအဲ့တော့ဒီ community ဆိုတာအဖွဲ့အစည်းဖြစ်တယ်ဆိုတော့ meaning လေးကိုမှတ်ရမယ် community of monks ဆိုဒါယဟန်တွေရဲ့အဖွဲ့အစည်းပဲဖြစ်တယ် who ထိုသူများသည် follow ဆိုတာနောက်ကလိုက်တယ်နောက်တစ်မျိုးလိုက်နာကြတယ်ဘာကိုလိုက်နာကြလဲ the Buddha's teaching ဖရာရဲ့ teaching ဆိုတာသင်ကြားမှုတွေနဲ့အဆုံးအမတွေကိုဘာလုပ်ကြလဲလိုက်နာကြတယ်အဲ့လိုလိုက်နာတဲ့အဖွဲ့အစည်းကိုဖရာရဲ့အဆုံးအမတွေကိုလိုက်နာကြတဲ့တန်ခါအဖွဲ့အစည်းကိုဒါကဒီဘာလို့ဆိုရင်တန်ခါအယတနာလို့ဆက်တာခေါ်တာပဲပေါ့နော်ဆိုတော့ဒါဆက်မိတယ် why is the Sangha called a jewel ဒါဆိုရင်ဒီတန်ခါတွေကိုဘာဖြစ်လို့ jewel ယတနာလို့ခေါ်တာလေဘာဖြစ်လဲဆိုတော့ because these are rare ဘာဖြစ်လို့ဆိုတော့ဒီယဟန်တွေကလည်း rare ရှားပါပါတယ်ယဟန်ဆိုတာရှားတယ် and ပြီးတော့ဒီလူ၁၀ယောက်မှာတရားကယဟန်မဖြစ်နိုင်ဘူးเนาะ helps other learn wisdom and kindness others အားလေးတက်ခဲ့တယ်အခြားသူများကိုလည်းပဲ help ကူညီပေးတယ် learn ဆိုတာသင်ဖို့ကူညီပေးတယ်ဘာရဲ့သင်ဖို့လဲဆိုရင် wisdom ဆိုတာကရှားနေတိုင်းပြောနေတဲ့ဉာဏ်ပညာကိုသင်ဖို့နောက်က kindness ကတော့ဘာလဲဆိုရင်ကျင်နာမှုဒီတဏှာမှုစသည်ဖြင့်ဒီကိုချင်းစာနာမှုစသည်ဖြင့်အဲ့ဒါတွေကိုသင်ကြားဖို့သင်ယူဖို့အတွက်အခြားသူတွေကိုကူညီပေးလို့ပဲဖြစ်ပါတယ်တဲ့တော့တန်ခါတွေဒါ lesson မကန့်ခဲ့ဘူးဆိုရင်ဆရာတို့ရဲ့ဉာဏ်ပညာတွေဒီတရားတွေဒီတဏှာတွေကိုဆရာတို့ဒီလိုမျိုးလက်မထဲမှာဆရာတို့ရဲ့စိတ်နှလုံးထဲမှာရှိလာမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဆက်ပြောမယ် what do the Sangha do ဟောတန်ခါတော်တွေကဘာလုပ်ပါတယ်လဲ okay they practice ကလေ့ကျင့်တယ်လို့အဓိပ္ပာယ်ထွက်တော့နောက်တစ်မျိုးသူတို့ကကျင့်သုံးတယ်လို့အဓိပ္ပာယ်ထွက်တယ်သူကဘာတွေကိုကျင့်သုံးလဲဆိုရင် kindness မေတ္တာတရားနဲ့ကျင့်နာမှုကိုကျင့်သုံးတယ် wisdom ဉာဏ်ပညာရှိမှုကိုကျင့်သုံးတယ် and peace ဆိုတာငြိမ်းချမ်းမှုကိုကျင့်သုံးတယ် why ထိုစဉ်မှာပဲ teachings are တာအခြားသူတွေကိုလည်းသင်ကြားပြသပေးတယ်သူတို့ကိုယ်တိုင်လည်းကျင့်သုံးတဲ့အပြင်အခြားသူတွေကိုလည်းသင်ကြားပြသပေးတယ်ဒါကြောင့်ပဲတန်ခါကိုဆရာတော်ဘာလို့ခေါ်လဲဆိုရင်ယေဒနာလို့သတ်မှတ်တာပဲဖြစ်တယ်ပေါ့နော်ဒီနေ့မှာလည်းဘောဟာရတဲ့ usage တွေဆက်လန်တော့ရောက်သွားမယ်လို့မျှော်လင့်ပါတယ်နေ့တိုင်းစူးစမ်းလေးလာပါ fight တယ်မှာ